ကိုပြောစဉ်ပြောလိုက်တဲ့ကိစ္စကိုမှန်တယ်ထင်လို့ပြောလို့ရှိရင်ပြောရရမယ်နာမည်ဖုံးဖိထားကြမလို့ကိုကမှန်မှန်ကန်ကန်ပြောနေလို့ရှိရင်ကိုဟာဘလူးလဲဘယ်မှာနေလဲဆိုတာပြောနိုင်ရမယ်ပြောရရမယ်အဲ့ဒါကြောင့်မလို့ကိုတိုင်ကြရရှိလို့ရှိရင်နာမည်နဲ့လိပ်စာကိုအပြည့်အဝကိုထည့်ပါဆက်သွယ်လို့လည်းရတယ်ကိုဟာဒီကိုပြောတဲ့ကိစ္စဘက်ကနေပြီးတော့မတတ္တိရှိနဲ့ရပ်တည်နိုင်တယ်ဆိုတာကိုဖော်ပြရလဲရောက်ပါတယ်အခုကျမတို့နိုင်ငံတနိုင်ငံလုံးမှာဘဲသွားပြည်သူတွေရဲ့လိုအပ်ဆန္ဒတွေကတိတ်ပြီးမကွာပါဘူးတနေရာနဲ့တနေရာမကွာပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဒီနိုင်ငံသူနိုင်ငံသားတွေဖြစ်တယ်ဒီနိုင်ငံရဲ့အကျိုးဆက်တွေကိုကျမတို့ကနေပြီးတော့အလုံးဖန်တီးနေတာဖြစ်တယ်ဒါပေမဲ့လည်းတနေရာနဲ့တနေရာနည်းနည်းလေးတော့ကွာခြားတာတွေရှိတာပေါ့ဥပမာဆိုရင်ကျမမနေ့တုန်းကပြင်ဦးလွင်မှာရောက်ခဲ့တယ်ပြင်ဦးလွင်ကပြည်သူနဲ့တွေ့ခဲ့တယ်ပြင်ဦးလွင်ကထူးထူးခြားခြားတခြားဘယ်မျိုးနယ်မှမတူအောင်လို့မြေပိုင်ဆိုင်ခွင့်ကိစ္စတွေကိုတင်ပြတာကိုကျမတို့သိပြုမိပါတယ်အဲ့ဒါလည်းကျမတို့ဘာကြောင့်လဲဆိုတာလေ့လာရတာပေါ့ဒီနေရာဟာဘာလို့တခြားနေရာတွေနဲ့ကွာခြားနေလဲဆိုတာကျမတို့လေ့လာရတာပေါ့ဒီတိုင်းပဲကျမတို့ဒီပယ်ရင်းကိုလာတယ်ဆိုရင်ဒီပယ်ရင်းကပြည်သူတွေရှိကတင်ပြလာတဲ့မိကွန်းတွေတင်ပြလာတဲ့အဆိုပြုချက်တွေဟာဒီပယ်ရင်းနဲ့တသက်ဆိုင်တဲ့ဟာလားကျမတို့တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စတွေလားဆိုတာကိုကျမတို့ဟာသုံးသပ်နိုင်မှာဖြစ်ပါတယ်တနိုင်ငံ